အားလုံးပဲမင်္ဂလာပါရှင်ဒီတစ်ခါဗီဒီယိုဖိုင်လေးကတော့ဂျပန်နိုင်ငံမှာဒီအလကားရနိုင်တဲ့ပေါ့နော်ပစ္စည်းတွေကိုအလကားရနိုင်တဲ့ software လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်ဒီ software လေးရဲ့နာမည်မသိဘူးဆိုလို့ရှိရင်အဆုံးထိကြည့်ပေးကြပါအောင်เนาะအဆုံးထိကြည့်ရဆိုလို့ရှိရင်ကိုယ့်အတွက်အခုတော့ဂျန်နေခဲ့မှာပါအခုနောက်ပိုင်းဆိုလို့ရှိရင်ဂျပန်နိုင်ငံမှာရောက်ခါစားလူတွေပဲဖြစ်ဖြစ်ဒီចောင်းပြီးသွားလို့ပေါ့နော်အလုပ်ဝင်တဲ့ခါကျလို့ရှိရင်ဒီကဲတက်တာတော့ဝေးရှော့ဆက်တို့တန်းရှိလန်းကြည့်ပေါ့နော်မိုက်ခရိုဝေးလိုအပ်တတ်ကြရပေါ့နော်လိုအပ်တတ်တော့ဘယ်လိုလုပ်လဲဆိုရင်လက်ရှိသုံးနေတဲ့ဟာကိုအခြားမျိုးပြောင်းတဲ့ခါမှာတည်သွားချင်တာမျိုးတွေဒါမှမဟုတ်လို့ရှိရင်လည်း recycle ဆိုင်ကနေပြီးဆက်လိုက်ပြောင်းဝယ်တာမျိုးတွေရှိကြတယ်ပေါ့နော်အဲ့လိုမဟုတ်ခဲနဲ့free ပေါ့နော်အလကား0 yen နဲ့ရမယ်ဆိုလို့ရှိရင်စိတ်ဝင်စားကြတာမသိပေါ့နော်တကယ်လို့စိတ်ဝင်စားတယ်ဆိုလို့ရှိရင်တော့ဒီဗီဒီယိုဖိုင်လေးကိုစောင့်ကြည့်လို့ရပါတယ်အဲ့တော့ဘယ်ကနေရလဲဆိုလို့ရှိရင် Gmoti ဆိုတဲ့ဒီ software လေးရှိတယ်ပေါ့နော်ဂျပန်လူမျိုးတွေကြားထဲမှာလည်းအရင်အသုံးပြုပါတယ်ဂျပန်နိုင်ငံလေး recycle ကိုအလေးထားပြီးတော့အသုံးပြုကြတယ်ပေါ့နော် recycle ကိုလေးထားပြီးသုံးလဲဆိုတော့ဥမာကိုကမလိုအပ်တဲ့ပစ္စည်းဆိုလို့ရှိရင်အခြားတယောက်တဲ့အသုံးဝင်တဲ့ခါကြလို့ရှိရင်နှစ်ဖက်လုံးအတွက်အဆင်ပြေတယ်ပေါ့နော်အဲ့အတွက်ကြောင့်ဒီ recycle shop တွေမှာဆိုလို့ရှိရင်ကိုယ်အသုံးမလိုတဲ့ပစ္စည်းတွေကိုပြန်ရောင်းတယ်အဲ့ recycle shop ကိုလာပြီးတော့အသုံးလိုတဲ့လူတွေကပေါ့နော်ဈေးတက်တာနဲ့ပြန်ရအောင်ပြန်ဝယ်ကြတယ်ပေါ့အဲ့လိုပုံစံမျိုးလုံးလေးရှိတဲ့ဒလေးထုံးစံရှိလိုက်တဲ့နိုင်ငံပေါ့နော်အဲ့အတွက်ကြောင့်ဒီ Gmoti မှာဆိုလို့ရှိရင်လည်းဥမာဒန်းရှိလန်းကြီးပေါ့နော် microwave ဆိုလို့ရှိရင်လည်း1000 yen တို့1500 yen တို့900 yen တို့နဲ့ရောင်းနေတာရှိတယ်လို့လဲစိုးကိုဆိုတဲ့ရေခဲတက်တာတွေကိုလည်း6000 5000တို့ပေါ့နော်1000ဆိုလည်း1000တို့1000ခွဲဆိုလည်း1000ခွဲတို့ပေါ့နော်သူရဲ့ဒီပစ္စည်းရဲ့အရေးတွေမှာရေးပေးထားတယ်ပေါ့နော်ဘယ်လိုပုံစံမျိုးရှိလဲနည်းနည်းလေးညက်ပက်နေလားနည်းနည်းလေးပြက်နေလားအစရှိတဲ့ဖြင့်ရေးပေးထားတာဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ဒီ Gmoti ဆိုတဲ့ software မှာဝယ်မယ်ဆိုရင်ဈေးလည်းရမ်းတက်တာပါတယ်အချို့ဆိုလို့ရှိရင်အိမ်ကိုလာပြီးယူမယ်ဆိုရင် free လို့ရပါတယ်ဆိုပြီးတော့free ပေးတဲ့ software ဒီပစ္စည်းတွေလည်းအများကြီးပဲပေါ့နော်အဲ့အတွက်ကြောင့်တကယ်လို့မှလိုအပ်တယ်ဆိုလို့ရှိရင်ဒီ software လေးကို download ဆွဲပြီးတော့အသုံးပြုလို့ရပါတယ်ရှင်တခုပဲပေါ့နော်ဒီဒန်းရှိလန်းကြီးဆိုတဲ့ microwave တခုပဲယူတဲ့ခါကြလို့ရှိရင်တတိထားပါဘာလဲဆိုလို့ရှိရင်ဂျပန်နိုင်ငံမှာဒီ microwave ကိုသုံးတဲ့ခါမှာဒီ frequency ဆိုတဲ့ပေါ့နော်ဒီ short ဆိုပေါ့ 8Z ပေါ့8Z ကမတူပါဘူးမီအားကိုပြောချင်တာပေါ့နော်မီအားဒီချိန်နှုန်းမတူပေါ့ဥမာဟိကာရှိနေဥမာဆိုလို့ရှိရင်50 8Z ကိုသုံးပါတယ် Goju 8Z ပေါ့နော် Goju Helus ကိုသုံးတယ်နေ့ရှိနေဟိုမှာဆိုလို့ရှိရင်နေ့ရှိနေဟိုဒီမျိုးတွေမှာဆိုလို့ရှိရင်တော့လက်ကုကျူဟဲလူစု60 8ကိုသုံးပါတယ်အဲ့ဒါတခုပဲဟိုမှာကိုကပစ္စည်းလကားရတယ်ဆိုပြီးယူလိုက်တယ်ဆိုပေမဲ့လို့ကိုနေတဲ့နေရာမှာအသုံးသက်ရလားပေါ့နော်အဲ့ဒါလေးတခုပဲတတိထားစီစဉ်ပါတယ်ရှင်ဟုတ်အဲ့တော့မနာဆန်တကယ်လို့စိတ်ဝင်စားတယ်ဆိုလို့ရှိရင် software လေးကို download ဆွဲကြည့်ပြီးတော့မျိုးမျိုးရှာကြည့်လို့ရပါတယ်အခြားຢာတွေလည်းအများကြီးရှိရပေါ့နော် event တွေအလုပ်ခေါ်စာတွေနောက်ကကားအဟောင်းတွေဝယ်ချင်တယ်ဆိုလည်းအဲ့မှာဝယ်လို့ရပါတယ်ရှင်အားလုံးကျေးဇူးများတင်ပါတယ်